ရေးကြီးဆုံးပစ္စည်းတစ်ခုပြမယ်ထမင်းပေါင်းနောက်တစ်ပတ်ကျရင် New Zealand ပေါ်မှာဆိုတော့ New Zealand road trip ပေါ်မှာ so excited ဆိုတော့အခု packing လုပ်ပဲပေါ့နော်ဒီတစ်ခေါက်ကတော့ဘာတွေ pack တယ်ဆိုတဲ့ဥစား packing လုပ်တဲ့ဟာတော့မပြတော့ဘူးလို့လဲဆိုတော့မြ pack ပြီးနေပြီပေါ့နော်အဲ့တော့အခုက road trip သွားတာဆိုတော့ဘာတွေယူသွားလဲပေါ့နော်တခြားသွားတဲ့ trip တွေနဲ့မတူဘူးပေါ့နော်အဲ့ပြင်ဆင်တဲ့ယူသွားတဲ့ပစ္စည်းတွေအဝတ်စားတွေကအစားပြီးသွားရင်သုံးဆောင်ပစ္စည်းတွေကအစားပေါ့နော်မတူအဲ့တော့အဲ့ဒီဟာကိုရိုက်ကြပေးမယ် okay အဲ့တော့ပထမဦးဆုံးအနေနဲ့အဝတ်အစားနဲ့ပတ်သက်ပြီးတော့ပြောပြမယ်ပေါ့နော် itinerary က mostly hiking သွားမယ်လမ်းလျှောက်မယ်တောထဲမှာလမ်းလျှောက်မယ်ကောင်းမောင်းမယ်ပြီးရင်မြို့ပေါ်လေတာပတ်တာတရက်နှစ်လောက်ပဲပါတာပေါ့နော်အဲ့လိုမျိုးဆိုတော့compact လဲဖြစ်အောင်တည်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကားဒီလိုမျိုးကားမျိုးပေါ့နော်အဲ့လိုမျိုးကားမျိုးမှာနောက်ခန်းထဲမှာ luggage အကြီးနှလုံးဆို4ယောက်စာနှလုံးရယ်ကြောဝိတ်ကဒီလိုမျိုး travel site ကြောဝိတ်အကြီးပေါ့နော်ကြောဝိတ်အကြီးတစ်ယောက်တစ်လုံးစီဆို4လုံးပေါ့နော်အဲ့ဒါကိုကားနောက်ခန်းမှာအထက်ကွက်တီပဲပေါ့နော်ဟိုလိုတိုင်းပစ္စည်းတွေကတည်ရမှာအရမ်းများတာပေါ့နော်အရမ်းများတော့အဝတ်စားကိုအရမ်းမတည်ဘူးဒီတစ်ခေါက်ကအဲ့တော့ပထမဆုံးအဝတ်စားအနေနဲ့ဘာတွေတည်လဲဆိုတော့ okay အရင်တော့ hiking အတွက်ကိုlayering လုပ်ရမယ်ပေါ့နော်အဲ့တော့အခုက weather New Zealand မှာကautumn ဆိုတော့ temperature ကကိုရီသွားမဲ့အပတ်ကြိုင်ပေါ့နော် temperature နေဘက်ဆို10 17အဲ့လောက်ရှိတယ်ညဘက်ဆိုရင်3လို့4လို့ဆိုတဲ့အခါကျအဲ့ဒါကလည်းကားရဲ့ခေါင်းမိုးပေါ်မှာသူကတက်လေးနေလေအဲ့လိုမျိုးဆိုတဲ့အခါကျတော့အပြင်မှာ outside မှာအဲ့လိုဖြစ်တာပေါ့နော်အဲ့တော့အရင်ကနွေးနွေးတွေဝတ်ပြီးတော့အိမ်မှာဝေးစားကိုအဲ့ဒါတေးချာဝေးတော့ကြည့်ပြီးတော့ပြန်ရတာပေါ့နော်အဲ့တော့ဟုတ်ပြီ temperature အဲ့လောက်ဆိုတဲ့အခါကျတော့hiking သွားမယ်ဆိုလို့ရှင် layering လုပ်ပြီးတော့ဝင်มาရတယ်ဘာဖြစ်လို့လဲဆိုတော့ hiking လုပ်ပြီးဆိုရင်ချွေးထွက်တယ်သူကလှုပ်ရှားနေတယ်ဘလောက်အေးပြတ်မှာဘလောက်အေးချွေးရထွက်လာအောင်ချွေးရထွက်လာတော့ပထမ first layer အနေနဲ့ပေါ့နော်ဒီကောင်ကတော့ asim ဟို Uniqlo က asim ကတော့ပါပြပြဒီဟာလေးကလေအရန်ကိုကြိုက်တာဒီဟာခောက်လိုက်လို့ရှင်တိလေးဒီလားအဲ့ဒါမျိုး4 5 6ထက်ခောက်ပြီးတော့သွားရဲဆိုလို့ရှင်အဲ့ကျောက်ဝိတ်တောက်လေးမှာဒီလောက်လေးပဲနေရာယူလာဒီလားခရီးသွားလို့ရမ်းစင်ပြေတယ်အဲ့ဒါ Uniqlo ဝယ်နောက်မှဟိုအဲ့အရန်ကြိုက်တဲ့ Uniqlo တချို့ဟာလေးတွေကို review လုပ်ပြီးတယ်ရောင်းစုံရှိရတာရောင်းစုံဝယ်ထားပါပေါ့နော်အမဲရောင်ပန်းရောင်အပြာရောင်အဖြူရောင်ရောင်းစုံရှိရပါအဲ့ဒါလုံးဝအတွင်းဆုံးမှာဝယ်မှာပေါ့နော်အဲ့တော့ဒီကောင်ကဘာကောင်းလဲဆိုတော့ချွေးအရင်ဆုံးချီသားဆိုတာမျိုးဆိုတာချီသားဆိုလို့ရှိရင်ချွေးဆုပ်တယ်ချွေးဆုပ်ပြီးသွားအဲ့ချွေးကတော့မချဘူးပေါ့နော်ဒီဟာဆိုလို့ရှိရင်ချီသားမဟုတ်ဘူးအသားဒီအကစားဝတ်စုံတွေမှာတုံးတဲ့အဲ့လိုမျိုးအသားမျိုးပေါ့ပြီးတော့ဟိုပိုးသားတွေပါလည်းပါတယ်ကွာအဲ့လိုမျိုးဆိုအေးလေးလည်းဖြစ်တယ်ကိုခန္ဓာကိုယ်ထဲမှာပေါ့နော်ခန္ဓာကိုယ်နဲ့ထိရတာလည်းအရင်က comfortable ပျော့အေးလေးကွာချွေးချောင်းလည်းမြန်တယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုအတွင်းဆုံးလေးရမှာဟုတ်မယ်ပြီးသွားလို့ရှိရင် second layer ကကြတော့ဒါမျိုးဟို fleece ပေါ့နော် fleece အသားမျိုး second layer မှာတချို့ရက်တွေဆိုတော့ဒါမျိုး shed အင်ကြီးပေါ့နော် shed အင်ကြီးအသားဟိုလို flan နဲ့သားလိုမျိုးအသားထူပေါ့နော်အဲ့လိုမျိုး second layer ပေါ့တဲ့နောက်ဆုံးအပေါ်ဆုံး layer ကကြတော့ဒီလို puff jacket အပေါ်ဆုံး layer ဒီလို puff jacket ကိုမှဒီလိုသူကအရန်ကြီးမထူဟို hiking သွားဆိုပြီးအထုတစ်ထည့်ယူမယ်အထုတစ်ထည့်ပါတယ်ဟိုနည်းနည်းဖောင်းပေါ့ထူဂျပန်သွားတော့ဝတ်တဲ့ဟာမျိုးပေါ့အဲ့ဒါကြတော့လုံးဝဟို day time လို့ပါတော့ဘာလို့ဆို hiking မှာအိမ်ရပူလို့ရှိရင်ချွတ်တယ်ချုပ်ပြီးသွားလို့ရှိရင်ကြောဝိတ်ထည့်ရမှာမလားကြောဝိတ်ထည့်လို့ရှိရင်အရန်ထူပြီးပွားဆိုစမ်းလေအဲ့တော့ကိုယူသွားမဲ့ကြောဝိတ်ဆိုင်နဲ့ဆန့်တယ်ဒါလေးဆိုခောက်ပြီးထည့်လိုက်တယ်ဆိုလို့ရှိရင်ဒါပေါ့ဒါဟိုဗာလေဟိုဆိုရင်မဲ့ puffy ဆိုရင်မဲ့ဘလောက်မှအထက်မှာသိမပါဘူးပေါ့နော်သူပါလေးပဲဒါအုတ်ထုပ်ကကြတော့ဒါမျိုးအုတ်ထုပ်လေးပေါ့နော်နေကားတဲ့အုတ်ထုပ်ပေါ့နော်ဒီကောင်ကြတော့အဲ့တော့အရန်အေးတယ်ဆိုရင်တော့ဒါမျိုးအုတ်ထုပ်လေးစောင်းမယ်ပေါ့နော်ဒါကတော့နေကင်းပိုင်းမှာလှလှလေးရောင်လေးပိုင်းရောင်ချစ်စရာနောက်ဆုံးနေရာကြတော့ဝရွာတာတို့ပြီးအမှတချို့ activity ဆိုရင်ဟိုရေတကွန်နားတွေပိုင်းသွားမယ်ဟာရှိရေတကွန်နားသွားရင်ရေတကွန်ကရေအရှိရန်ပြင်ရေပတ်တယ်လို့လားအဲ့လိုမျိုးဟာတွေကြရင်ဟောပြဖို့တော့မိုးကထားလိုက်ဒီလိုမျိုးထားလိုက်အရှိမိုးကဒူးထီရောက်တယ်ပေါ့နော်သူကဟို trash ပုံစံမျိုးလေးမိုးကပေါ့နော်ဒီဟာမိုးကအဲ့ဟာလေးထည့်ပြီးတယ်အဲ့ဒါကတော့အိတ်ကလေးနဲ့ထည့်ပြီးတော့ဟိုကြောက်ဝိတ်ထဲမှာထည့်ပါမယ်။ legging တော်တော်များတော့ legging လေး prepare လုပ်ထားတယ်ဒါပေမဲ့လို့အရန်အေးတယ်ပေါ့နော်အရန်အေးတယ်ဆိုရင်တချို့ရက်တွေကကြတော့အဲ့လိုမျိုးတောင်ထိပ်ထိတောင်တက်မဲ့နေပါရှိရပါတော့တောင်ထိပ်တက်မဲ့နေဆိုအရန်အေးတဲ့အခါကျလို့ရှင်ကြတော့ဘာလို့ဟာမျိုး prepare လုပ်ထားလဲဆိုတော့ဒီလိုပေါင်းနေပါတော့သူကအဲ့ထိပ်ဒီကောင်အပြင်ကအသားကဟိုမိုးကသားလိုမျိုးဟာရေဒီပိုင်းနဲ့ပစေဖို့ရှိလို့ရှင်တော့သူကရတယ်ကွာဟိုလိုမျိုးမိုးရွာထဲမှာရှောက်သွားလို့မရဘူးပေါ့နော်ရေနည်းနည်းစိတ်ထဲကိုရေရမ်းများလို့ရှင်စိတ်ဝင်တာပေါ့နော်မိုးရွာသူအတွင်းသားကျတော့ fleece သားနဲ့သူကတခါတည်းနှစ်ထပ်လို့ဖြစ်တာပေါ့နော်အဲ့လိုမျိုးဆိုတော့ထူတယ်ဆိုတော့ဒါမျိုးပေါင်းမျိုးဟိုအေးရန်အေးတဲ့နေရာတွေပါလေဟိုကတောင်းတက်မယ်ဆိုတာမျိုးမဟုတ်ဘူးတချို့နည်းနည်းအရန်ကြီးမအေးတဲ့နေရာတွေပါလေဆိုလို့ရှင်เนาะဒီလိုမျိုး legging ကိုlegging လည်းရပါတယ် legging ကိုမှနောက်တစ်မျိုးကကြတော့ဒီလို legging ပေါ့နော် legging ကိုမှဒါ heated ဒါ heated ကလုံးဝဒါ ultra heated ပေါ့နော်အရင်ကလို့ရတယ်အဲ့ဒီ ultra heated ကိုထည့်ဝတ်ပြီးအပေါ်နေ legging ဆွတ်လိုက်တယ်ဆိုလို့ရှိရင်ဒါနှစ်ထပ်ဝတ်တယ်လို့လည်းဖြစ်တယ်ပြီးတော့ဟိုဆွတ်ရတာလည်းအဆင်ပြေတယ်တားတွေကတော့ချော့ချော့လေးဆိုတော့လေနှစ်ထပ်ဝတ်လိုက်လည်းတိတ်ပြီးတော့ဟိုလူဝိုင်းဖြစ်မနေဘူးပြန်မှာအဲ့လိုမျိုးဆိုတော့အဆင်ပြေအဲ့ဒါအပိုင်းပြီးတော့ဖနက်ကကြတော့ဒီခေါက်ကခါတိုင်းဆိုရင်ခရီးသွားလို့ရှိရင်ဖနက်ကအနည်းဆုံး3ရက်လောက်ဟို1ရက်စီးပွားရေး2ရက်တည်ပေါ့နော်များတော့ဒီခေါက်လုံးဝမတည်ဘူးဖနက်1ရက်ပဲစီးသွားမယ်ဒီ1ရက်ပဲဒါ hiking အတွက်ကို high ankle ပူဆိုတဲ့အခါကျတော့ဟိုဘယ်လိုလဲတရားကြီးလည်းမဟုတ်ပြီးတော့ရေစုခံတယ်ကွာရေတွေကိုစင်းလို့တော့ရတယ်ဒီဥစ္စာနဲ့အပေါ်ကနေတော့ရေမဝင်စင်းနေပေါ့နော်ဒီလိုအောက်ပိုင်းကရေစုခံတယ် water resistant ပေါ့နော်တည်သွားတဲ့ဟာကျတော့ဟိုရေချိုးတာတို့ဘာလို့ကြာလို့ရှိရင်ဝတ်ဖို့အတွက်ကိုဖနက်အပါတင်ယူတယ်ဒါပဲညအဲ့လို့ရှိရင်ကိုမဲ့ခါမျိုးကြတော့နားလို့ဒီလို heated အထက်တစ်ထပ်ခံပြီးတော့လို့ရှိရင်ညအိမ်မဲ့ချာအေးဆုံးပဲတနေ့လုံးမှာ temperature ကနေ့လယ်ပိုင်းမှာ90လောက်ရှိရဆိုတော့ညဘက်ဆိုရင်
1တို့2တို့တချို့ရက်တွေဆို minus တွေပါဖြစ်မယ်ဒီလိုမျိုးဘာမှမပေါ့နော်ဟို heat up ကိုထည့်ရဝေဆော့ကောင်အပေါ်ပါဝေနော်အပေါ်ကိုဒီကောက်လို့ဆိုတာဒါအောက်ပိုင်းပြီးသွားလို့ရှိရင်အပေါ်ပိုင်းကကြတော့ဟိုလိုမျိုး heat up ဒါလိုမျိုးဟာမျိုးဒါလည်း heat up ပဲဒါကြ living လေးပါထောင်နေအခါကျ living ပါလို့ရတယ် camping site တွေတော်တော်များများက wish or z တို့ဘာလို့ပေးထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ wish ပြန် short ပြီးတော့ပြောင်းပေါ့နော်တော့အများကြီးမသိဘူးအဲ့တော့ဒီကောင်လေးဆိုရင်ဒါအတွင်းပိုင်းမှာဝင်မယ်ပြီးရင်အပေါ်ကနေပြီးတော့ဒီလိုမျိုးအသားမျိုးပေါ့နော်ဒီလိုမျိုးဖလန်နဲ့သားထူထူလေးအဲ့ဒါလေးကိုအပေါ်ကဝင်မယ်အဲ့ထက်မှာရန်အေးလာဆိုလို့ရှိရင်ခုနပြောတဲ့ပုံစံ puffy puff jacket ပေါ့နော် puff ဖောင်းလေးဖောင်းအိမ်ပေါ့နော်အဲ့ဒီဥစ္စာပေါ်ထုတ်လိုက်မယ်ပြီးတော့ခေါင်းစွပ်ပြီးတော့ညဘက်ဆိုလို့ရှိရင်ဒီမှာခေါင်းစွပ်ဒီလိုမျိုးခေါင်းစွပ်တစ်ခုရဲ့ပြီးသွားရင်အဲ့ puffy jacket မှာလည်းခေါင်းစွပ်ပါတယ်ခေါင်းစွပ်စွပ်ပြီးတော့ sleeping bag နဲ့အိမ်မယ်အောက်တော့မှကျဲလေးကြည့်ပြီးအိမ်မှာဘယ်လိုလာမလဲကျဲလေးများတော့ကတုံပြောရမလားကြာလို့ရှိရင်တောင်းနေမလားမသိဘူးအဲ့တော့အတက်နိုင်ဆုံးတော့ဟိုအနည်းဆုံးဖြစ်တဲ့ဟာတွေပြင်ဆင်သွားပါတော့ okay ဒါကတော့အဝေးစားနဲ့ပတ်သက်ပြီးတော့ထားကုန်မယ်ဘာမှအများကြီးမသိဘူးဘယ်လိုကားပုံစံမျိုးနဲ့သွားမှလဲဆိုတော့ track ကအပေါ်မှာတက်လေးနှစ်ခုပါတယ်နှစ်ယောက်ကိုတက်တစ်ခုနဲ့အေးရမှာပေါ့နော်အဲ့တော့လှေကားလေးနဲ့ဆွဲချပြီးတော့လှေကားလေးပါကွာလှေကားလေးဆွဲချတိုင်းတော့တက်လာခါစစ်ပြီးသားပေါ့နော်လို့ပုံစံမျိုးအဲ့တော့လှေကားလေးဆွဲလှေကားလေးတက်ပြီးတော့အေးရပါပေါ့နော်ကားခေါက်ပေါ့ကားဟိုအေးရပါအဲ့တော့သူတို့ကတော့ mattress အပါလေးပေါ့နော်ဒီမှာအပါလေးပေးထားတယ်အဲ့ဒီတက်တယ်မှာပါပြီးသားဟိုမှာကိုကလည်း sleeping bag တယောက်ကိုတစ်လုံးနဲ့နှစ်ယောက်တယောက်တစ်လုံးအဲ့ sleeping bag ကတော့ဒါဒီ trip တော့တက်ထောက်ရအောင်ပါဒီ packet ထုတ်တဲ့ဥစ္စာဆိုလို့ရှိရင်လေဟိုဆက်စားချင်းထုတ်ချင်းတော့ဆိုရင်ရိုက်ပြမလို့ပြီးခဲ့တဲ့ packet ကထုတ်ထည့်နေရချင်းပဲပြမလို့ oh my god အဲ့တော့ပစ္စည်းတွေကဟိုအကုန်လုံးက winter outfit တွေအကုန်လုံးကွာပုံးနေနဲ့ထည့်ထား winter ခီးတစ်ခုတော့မယ်ဆိုရင်ပုံးတွေကိုဖွင့်ပြီးတော့ရှာတာပေါ့နော်ဘာယူရချင်လဲဆိုလို့ရှာတဲ့ခါကျတော့ဟာတခါလေလူကအရော overwhelming ဖြစ်ပြီးတော့ဗီဒီယိုမရချင်တော့အဲ့ဒါအရင်ထည့်လိုက်ပြီးတော့မှဒါကိုဘာတွေယူလဲဆိုတာလေးပြပါတော့နော်အဲ့တော့အခုနောက်ပိုင်းခီးသွားမယ်ဆိုလို့ရှိရင်ဘာထမလို့အဲ့ရှိတဲ့ပုံနဲ့အဟာကိုပဲပြန်ရှာပြီးတော့ကို miss and match ပဲလို့ပြောပြတာပေါ့လေဒါပေမဲ့ဒီခီးရကြတော့ different ဘာဖြစ်လို့လဲဆိုတော့တစ်ခါမှမသွားဘူး road trip ကိုမှအပြင်မှာပဲလမ်းမှာပဲချက်စားမယ်တောက်မယ်ပြီးရင်ဟိုလိုမျိုးစားတော့ဆိုင်မှာစားတဲ့အချိန်လေးရှိရပါဘောလေညဘက်ဒီပိုင်းတော်များဒီ camping site မှာပဲကိုယ့်ကိုချက်ပြုတ်ပြီးစားမှာဘာမှမရှိဘူး site နေပိုင်းမရှိဘူးကွာအဲ့လိုမျိုးဆိုတော့ကိုယ့်ကိုချက်စားရမယ်လေတောက်လျှောက်ကလည်းချက်စားရမယ်ပြီးသွားလို့ရှိရင်အိတ်တာကလည်းဟိုဘယ်လိုချက်စီစီမှာအောက်တော့မှအေးရတယ်တည်ရမလားပြီးရင်တောက်လျှောက်လည်းကောင်းမအောင်ပါဆိုအဲ့လိုမျိုးဆိုတဲ့ခါကျတော့ဟိုfirst time ဖြစ်တဲ့ခါကျတော့အသေးစိတ်လေး prepare အောင်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်မှာဝယ်ရတဲ့ပစ္စည်းကမလဲဘူးဒီက one of them ကဒီ sleeping bag ကွာအဲ့တော့ sleeping bag ကဒါဆိုလို့ရှိရင်ဒါအကြည့်နော်အကြည့်ဒါပေမဲ့တကယ်တော့ဖြတ်လိုက်ပေါ့ပါလေအဲ့တော့တယောက်စားပဲရှိသေးတယ်နှစ်ယောက်စားနှစ်ခုပေါ့နော်အဲ့တော့ sleeping bag နှလုံးပြီးတော့ကားပေါ်မှာ sleeping bag နဲ့ဆက်တော့ခဏလေး minute တူလေးဝတ်ပြီးတော့အိမ်အောင်နော်ပြီးတော့ဒီဆောင်ကကျတော့ခြုံမုံဖုံလာယူလာတမို့ရိုက်ဖို့အဲ့ဒီဥစ္စာလေးကကျတော့လိုမျိုးအဲ့ camping တွေပါတော့လုပ်တယ်ဆိုရင်ဟောပေါ့နော်ဟိုခုံလေးတွေနဲ့သူတို့ခုံပေးရကွာခုံလေးတွေဟိုခောက်ခုံလေးလေအားလေးနဲ့ထိုင်ပြီးတော့ဒါလေးကို chill ပြီးတော့ညီလေးလုံးတပုံလေးရိုက်ဖို့လိုက်တော့ရိုက်ဖို့တတ်တယ်နော်ဒါပေမဲ့ဟိုခြုံလို့ရပါတယ်လိုမျိုးပြင်မှာပြင်မှာလည်းဟိုသုံးတော့ဝင်ပါတယ်လိုမျိုး useless တော့မဟုတ်ဘူးပေါ့နော်အဲ့ဒါတခုအရေးကြီးဆုံးပစ္စည်းတစ်ခုပြထမင်းပေါင်းအဲ့ဒါထမင်းကကိုယ့်ကိုချက်စားမလားချက်စားမယ်ခါကြတော့ကိုကဘာပဲစားလဲဆိုထမင်းပဲစားတယ်အဲ့တော့ထမင်းကိုတခြားဟာနဲ့လည်းမချက်တော့ဘူးလေထမင်းဆိုရင်ထမင်းပေါင်းနဲ့ချက်တာဆိုတော့ထမင်းပေါင်းတိတိလေးပေါ့နော်ဒါလေးကဒါထဲမှာကိုရီးယားတိတိပစ္စည်းလေးစစ်စရာလေးတနက်စာပေါ့နော်၄ယောက်စာတနက်စာကွက်တီးပဲအဲဆိုဒါလေးထည့်တယ်ဒီမှာဆန်ချင်းခွက်ပါတယ်ပြီးတဲ့အခါကျတော့ဒီမီးချိုးပေါ့နော်မီးချိုးပါတယ်အဲလေးရဲ့ခါလေးတိတ်သွားပြီးတော့ကိုရောက်တော့မှဆန်းကိုရောက်တော့မှဝင်အခုတော့မှလေအဲနယူးဇီလန်မှာအတည့်ရတိုင်းပဲဟိုကဒီကအတည့်ရမလားအသားတွေရွက်တွေဘာမှတိတ်လို့မရဘူးကွာဟိုလိုမျိုးတဲလဲဒီကလဲလောက်ရတယ်ဒီကလဲလို့ရှိရင်သူတို့စစ်တယ်ပေါ့နော်စစ်ပြီးတော့မှโอเคတယ်သူတို့စစ်လို့ဟိုမโอเคဆိုကုန်လို့ပြပါကွာတည့်ရမလားလိုမျိုးဆိုတဲ့အခါကျတော့မတဲဘူးဘာမှတိတ်ပြီးတော့အဲ့တော့ထမင်းနဲ့အတူဘာတဲလဲဆိုတော့ဒီကောင်ဟိုဆူရှီလိတ်တဲ့ဘူးလေးပါဒီကောင်ဖွင့်ပြီးတော့အထဲမှာဟိုလေးထမင်းလေးတွေထည့်ဟိုလေးအသားလေးပါလေးထည့်ပေါ့နော်ချက်ဦးလေးပါလေးထည့်ပြီးပါလို့ရှိရင်ဒီလိုလေးပိတ်လိုက်တယ်ပြီးတော့ဒီလိုချောင်းလေးနဲ့ထိုးထည့်လိုက်တယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့ဆူရှီအလုံးချောင်းလိုက်လေးထွက်လာတယ်ဟုတ်လားအဲဒီဥစ္စာအောင်မရင်းဟီလေးနဲ့ထည့်ပြီးတော့ဒီအပြားလေးနဲ့လှိမ့်လိုက်တယ်ဆိုလို့ရှိရင်ဆူရှီလေးဖြစ်သွားအဲ့တော့အဲ့ဒါဘာလို့လိုရလဲဆိုတော့အဲ့ဒါဟိုညဘက်တွေဆိုရင်ချက်တယ်ထမင်းချက်တယ်စားတယ်ပေါ့နော်အဲ့ဒါတော့ကိုယ့်ကန်နေရမယ်စားလိုက်လို့ရတယ်ကွာထမင်းနောက်နေ့မနေ့အစောကြီးတောက်တက်မဲ့နေ့ရှိတယ်အများကြီးပဲအဲ့လိုမျိုးရက်တွေဆိုလို့ရှိရင်ထမင်းဘူးနဲ့အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲထမင်းနေနဲ့ဟင်းနေနဲ့အဲ့လိုမျိုးဆိုလို့ရှိရင်မလွယ်ဘူးလေဒီလားဆူရှီလိုမျိုးလေးလိုက်သွားလိုက်တဲ့ခါကျတော့ဟိုစားမယ်ဆိုလို့ရှိရင်ဒီတိုင်းလေးပဲဟိုခင်းတိတ်လေးနဲ့ပဲဖြစ်ကိုကဒီတိုင်းလေးယူစားလိုက်အောင်ပါကွာလမ်းမှာတည်ရမလားဘူးလေးနဲ့ထဲမှာဘူးလေးယူသွားတယ် camping တော့ဘာတက်တယ်လဲဆိုတာ camping cup ပေါ့နော်သူကဟိုမိဖို့တင်ပြီးတော့တဲလို့လည်းရတယ် coffee တို့ဘာလို့တည်ရမလားညဘက်မိစားလေးထုတ်ပြီးတော့ကြိုက်လို့မျိုး coffee ဒါလေးကလေမိုက်တယ်တော်တော်လေးကိုဟို usable ဖြစ်တာပေါ့နော်ဒီလိုမျိုးထည့်သွားလို့ရှိရင်ဒီလိုမျိုးခောက်ထည့်သွားရုံပဲတောက်မယ်ဆိုပြီးဖြစ်ပြီးတော့ဟိုအတိုင်းထောက်လို့ဖြစ်ပြီးတော့နော်လောက်တာတော်တော်လေးသဘောကျအဲ့လိုမျိုးခွက်ကလေးပေါ့နော်ရင်နွေးတွေပါလေကြိုတောက်လို့ရတယ်ဒီခွက်ကအရေးကြီးတယ်အဲ့ဒါတယောက်တစ်ခွက်ခေါင်းဒါလေးပုတ်ပြီးတော့အေးရခေါင်းနှလုံးထည့်တယ်ပြီးတော့ဒီဥစ္စာဒါဟိုအခင်းအဲ့တော့တခါလေးကြောက်ရှိ picnic လိုမျိုးလေးပေါ့နော်အောက်မှာခင်းထိုင်ပြီးတော့ပလက်လန်ပြီးတော့အိပ်ပြီးတော့ကျဲလေးကြည်တာတော့ဘာလို့ချင်လို့ပြကျဲကတော့ရအောင်ကြည့်ချင်တာလေကျဲမမြင်ဘူးတည်မလားစိတ်ကူမအဲ့လိုဆိုကျဲမမြင်ရတာမမြင်ဒီမှာအရင်လေးနေရခါကျဲမမြင်ကျဲရင်ကြည့်ချင်တာအဲ့တော့ညာလှည့်ပြီးကျဲကြည့်
တောင်းရတဲ့ကောင်တောင်းရကြတော့ဟိုဟာလေကျိုးရန်ဟိုလေအင်းကြီးဆိုတပတ်ဆိုလို့ဘာလို့ညာလို့ဥစ္စာဟိုအဲ့ဒါချိတ်တွေလည်းယူသွားမှာပေါ့နော်ဟိုချိတ်နဲ့လှမ်းပြီးတော့မှဒီကျိုးရန်မှာချိတ်ပြီးတော့ညဘက်လက်ထားလိုက်ရှင်မနေ့ဆိုတော့6ပေါ့နော်အဲ့လိုထားဖို့ပဲကျိုးရန်တောင်းပါတယ်ပြီးတော့တပတ်ပေါ့နော်ရေတုပ်တဲ့တပတ်ရေတုပ်တဲ့တပတ်တယောက်တစ်ခုအဲ့ဒါကျတော့ရေချိုးပြီးသွားလို့ရှင်သုံးဖို့ပေါ့နော်လေခေါင်းတုပ်တဲ့တပတ်ပေါ့လေခေါင်းဆိုလို့ရှင်ခေါင်းတုပ်တဲ့ခေါင်းရေတုပ်တဲ့တပတ်လို့ပဲโอเคအားဆိုရင်ဒါကမ်ပင်းအတွက်ကအကုန်ပြီပေါ့အဲ့တော့ဟိုဒီဘက်ပေါ့နော်ဒီဘက်ကကွာနေချထွက်သွားဆိုတော့ဒီဇိုင်နာဘက်ဒီဘက်ပါမယူဒီဘက်ကအရေးကြီးတော့ကွာကားပေါ်နေစင်ပြီးတော့တောင်တက်တယ်ဘာလို့လဲကျရင်ကားပေါ်နေစင်ပြီးတနေရာသွားရဲဆိုရင်ကိုယ့်ရဲ့အိတ်ထဲမှာပစ္စည်းဆိုပါဘူးလို့တယ်ဘာလို့ဆိုတော့တနေရာကိုသွားရဲဆိုလို့ရှိရင်အနည်းဆုံး3နှစ်ကြာတယ်ကွာအဲ့လိုမျိုးဆိုတဲ့ခါကျတော့အခုဒီအိတ်ဆိုလို့ရှိရင်ဒါဒီဘက်ပေါ့နော်ဒါမျိုးတစ်ယောက်တစ်လုံးစီတယ်မှာကွာအဲ့လိုဆိုဒီအိတ်ဆိုလို့ရှိရင်အထဲမှာဘာကြီးထည့်မလဲဆိုတော့ခုနပြောသလိုပဲမိုးကထည့်မယ်မိုးကအိတ်ကလေးနဲ့ထည့်တာဆိုရင်မိုးကလေးထည့်မယ်ပြောလို့ရှိရင်ချွေးထွက်လို့ရှိရင်ချွေးထုတ်တဲ့တပတ်အသေးလေးချွေးစုပ်တယ်ဒီကောင်အဲ့လေးထည့်တယ်။ပြန်ခါကျတော့နေကအမှန်တော့ဟိုကိုတော့ကတော့ဘယ်လိုတော့မလိုပါဘူးဟိုနည်းနည်းလေးဘယ်လိုပြောမလဲထားရကြပပလေးဒီလားအဲ့တော့ဟိုလက်တို့တွေပါဝတ်တဲ့နေ့များသောအားဖြင့်ခုနပြောသလိုပဲဒီဟာလက်ရှိဆိုတဲ့ခါကျတော့နေကာပြီးသားပဲအဲ့ဒါတခုတည်းဒီဥစ္စာအရင်ကြိုက်တယ်။လက်တို့ဝတ်တဲ့နေ့ပါအတွင်းကလက်တို့ဝတ်တဲ့နေ့ပါဆိုရင်တော့အကုန်လုံးအပေါ်ကအလွှာတွေအကုန်လုံးပူလို့ဆိုပြီးတော့ချုပ်လိုက်တယ်ဆိုလို့ရှိရင်နေကာဖို့တော့ဘောနော်ဆိုနေရောင်ရဲ့ UV index ကရန်ပြင်းတယ်ဟိုအိမ်မှာကျတော့လေပြီးတော့အေးနေတဲ့ခါကျတော့လေကိုကမသိဘူးနေကိုဘယ်လောက်ထိပူပြင်းနေလဲဆိုတော့ကိုမသိဘူးဒီလားပိုတော်ကြိုက်တယ်နေထိလို့ရှိရင် warm ဖြစ်တယ်လေဒီလားအဲ့လိုဆိုပိုတော်ကြိုက်တယ်ဆိုတော့မသိဘူးပြီးရင်ဘန်နာသားလေးအဲ့လိုမျိုးအခုနေဘန်နာအဲ့လိုမျိုးဆိုတော့နေကာတဲ့ဟိုစားနေတယ်ပေါ့နော်အဲ့ဒီဟာလေတစ်ထည့်ထည့်တယ်အဲ့တော့ဒါဟိုဒီဘက်ထဲမှာထည့်မပစ္စည်းပေါ့နော်မိုးကထည့်တယ်နေကာထည့်တယ်ပြီးရင်အုတ်ထုပ်ကအဲ့လိုမျိုးပဲဒီမှာဟိုဗာလေအေးရုပ်ပြက်ဒီအေးလာတယ်ဆိုရင်ဆောင်းမို့ထုပ်နေကာမြင့်မှန်မပါမဖြစ်ပြီးတော့ဒီဘူးနဲ့အစားတောက်တွေထည့်ပါမယ်တယောက်တစ်ဘူးစီတည်တယ်နောက်တစ်ခုကကျတော့ရေဘူးပေါ့နော်ရေဘူးကဒီလိုမျိုးရေဘူးဒါဆိုရင်ဟာ1လီတာဘူးတစ်ဘူးပေါ့နော်အဲ့ဒါတည်တယ်ပြီးတော့ဒီကောင်ကကျတော့ဟိုအထက်မှာ flash နဲ့ဆိုတဲ့ခါကျတော့ရေနွေးတို့ coffee တို့coffee ပေါ့နော်ဒီက coffee ထည့်ဘူး coffee အတွက်ကိုဒါတစ်ဘူးထည့်ဒါတယောက်ကိုနေအောင်ထည့်တယောက်ကတစ်ခုထားတယ်တယောက်ကထားတယ်ပေါ့နော်ဒီဆိုရင်လည်းမလေးတော့ဒီအုပ်ထုပ်ကတော့ဟိုစောင်းသွားဖြစ်ပုံများပေါ့နော်ဒါပေမဲ့လည်းဖိုက်ကြရင်မနဲ့အစိုးရထားပြီးသွားတယ်ဆိုရင်ရမ်းအေးတယ်ဆိုဒီအုပ်ထုပ်ကိုအရင်စောင်းသွားပြီးတော့လည်းရောက်လို့ရှိရင်ပူတယ်ဆိုဒီအုပ်ထုပ်ကိုချုပ်ပြီးဒီအုပ်ထုပ်ပြောင်းစောင်းအဲ့လိုပေါ့နော်အဲ့လိုမျိုးတော့ဟိုက်ကပို့တာတယောက်တစ်ချောင်းတဲ့တယ်အဲ့တော့ဟိုလမ်းလျှောက်ရတဲ့ဟာဆိုတော့ကိစ္စမရှိပေမဲ့လို့တောင်ကုန်းအရန်တောင်မက်တဲ့တောင်တွေပါတက်တယ်ဆိုလို့ရှိရင် hiking board နဲ့ထောက်ပြီးတော့အားယူတာတော့မဆိုလို့ရှိရင်မလွယ်ဘူးနောက်ပြီးတော့ဒါကတော့ဒူးဆိုပေါ့နော်ဒူးဆိုအသက်ကကြည့်ပြီးဆိုငယ်တော့အလိုမျိုးနော်ဖက်ဆိုတက်လိုက်စလိုက်မလုပ်နိုင်တော့တောင်တက်ပြီးတော့အဓိကအတက်မို့အစင်းပေါ့နော်အစင်းဆိုလို့ရှိရင်ဒူးကိုပြီးစတဲ့ချိန်မှာဒူးနာတာပေါ့နော်အလိုမျိုးဆိုတော့ပြီးတော့နေ့တိုင်းလည်းတောက်လျှောက်လဲဟိုစားပြင်မလားဒီနေ့ဒူးနာပါလို့နောက်နေ့နားမယ်ဆိုလို့လည်းမရဘူးပြင်မလားနေ့တိုင်းကိုက plan ကိုပြင်အောင် plan ထားဆိုတဲ့အခါကျတော့နောက်နေ့ခဏရေးရှိဖို့အတွက်ကိုအကုန်လုံး 100% ပြင်ဆင်ရပါတော့။အဲ့လိုဆိုတော့များသောအားဖြင့်ဆိုလို့ hiking 3-4နိုင်ထပ်ပို့တဲ့ hiking trip တွေပါသွားတယ် hiking သွားလုပ်တယ်ဆိုလို့ရှိရင်ဒီလိုဒူးဆိုကိုမဆုတ်ခင်မှာအရင်ဆုံးဒူးကောင်းကိုဟိုတန်ကြီးလေးလိုမျိုးခါလေးပူအရင်တစ်ခါလေးလိမ့်လိုက်တယ်လိမ့်ပြီးတော့ဒူးဆိုလိုက်တယ်ဒူးဆိုတော့အဲ့ဒူးဆိုတယ်မှာသူစိတ်နဲ့သူကနေသူအထက်မှာသူအဆင်ပြေနေပြီအဲ့တော့အဲ့ဥစ္စာနဲ့အတက်အဆင်လုပ်တယ်ဆိုလို့ရှိရင်လုံးဝအောင်နောက်နေ့ကျရင် AC ပဲဖားဖြစ်အရင်အဆင်ပြေပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါဒူးဆိုအဲ့တော့မကျန်သေးလဲI think that's all ပြီးတော့ဆေးတို့ပါတော့ယူပါတော့ပုံမှန်ယူနေကြဆေးတို့မျက်နှာလေးနဲ့ဟာဘာညာလေးဒီတစ်ခါကအများကြီးမတည်ဘူးလေ makeup တွေလေးမျိုး hiking တော့လည်းမရအောင်လေအဓိက sunscreen ပေါ့နော် sunscreen လေးနဲ့ဒါပေမဲ့ဟိုတရက်နှစ်ရက်ကတော့မြို့ပေါ်မှာရှောက်လည်မဲ့တရက်နှစ်ရက်ရှိရဲဆိုတော့အဲ့ဒီနေ့တော်တော်နဲ့ makeup နဲ့ပါတော့တင်ပါတယ်တချို့ campsite တွေက power မပေး no power campsite ကွာအဲ့တော့ဟို power campsite တွေဆိုလို့ရှိရင်တော့သူတို့အားသွင်းတဲ့နေရာတွေပါရှိတာပေါ့နော် power campsite မဟုတ်တဲ့နေရာတွေဆိုလို့ရှိရင်နောက်နေ့ကျအားမရှိလို့ရှိရင်ဖုန်းတွေပါအားမရှိမှာဆိုကိုကတော့ power bank ကတော့တယောက်ကိုတစ်ခုစီအကြီးကြီးယူသွားတယ်ကွာဒါပေမဲ့just in case ဆိုပြီးတော့ဗောနော်ဒီဟာ solar panel ပြားကိုယူသွားတယ်အဲ့တော့နေပူတဲ့နောက်နေ့နေပူတဲ့ဆိုကားခေါက်ပုံကဒါလေးတင်ထားလိုက်တယ်ဆိုရင်နေသူကအော်တိုမီတာဖြစ်သွားတော့ဒါ emergency အတွက်ယူတာဟိုရေး emergency အတွက်ဟိုဟာတွေပါလေ whistle တွေပါလေယူတယ်ကွာအဲ့လိုမျိုးမတော်တယ်မှာတောက်တယ်ဆို whistle လေးပါလေမဟုတ်လို့ရအောင်နော်တိုက်တန်းနေကကြည့်ပြီးကြရတယ် whistle ကိုအများကြီးခရီးသွား whistle ဆောင်လို့အိတ်ပိုလေးပါလေးတဲတယ်ပြန်လာရင်မုံလေးပါလေးဒီခေါက်ကတော့ shopping လေးပါလေးအများကြီးထုတ်ဖို့စမရှိပါဘူးမုံလေးပါလေးပြားရည်တို့ဒီမှာ New Zealand မှာကောင်းတဲ့ website ပေါ့နော်အဲ့ဒါလေး chocolate တို့ပြားရည်တို့အဲ့ဒါဝင်မယ်ကြောက်ဝိတ်ကြီးနှလုံးတယောက်တစ်လုံးစီလွှဲပြီးတော့လေးမှာတက်မယ်ပြီးရင်ဒီဟို sleeping bag အိတ်က check in ဝင်မယ်ဒီ size sleeping bag နှလုံးနဲ့ထဲမှာဘာမှအ check in ဝင်မယ်ပြီးသွားလို့ရှိရင် luggage အကြီး28 inches luggage ပေါ့နော်အဲ့အကြီးတစ်လုံးပြတဲ့ဒီ luggage အဲ့ luggage အကြီးကို check in ဝင်မယ်ဒါပဲတနေရာမှာစတဲ့ချပြီးဆိုလို့ရှိရင်အဲ့ luggage ကိုဖွင့်လိုက်ပိတ်လိုက်နဲ့ကောင်းမှမလုပ်လို့လဲစမပြေဘူးလားလို့ဆိုတော့2ရက်စာလောက်ထုတ်ပြီးတော့ဒီ2ရက်စာဝယ်ပြီးသွားလို့ရှိရင်အဲ့နောက်ရက်ကျရင်တစ်ခါပြန်ထုတ်ပေါ့တော့တချို့ရက်တွေကကြာလို့ Airbnb မှာနေမယ်နေရှိတယ်အဲ့လိုမျိုးဆို Airbnb မှာနေဆိုရင်ဒါကိုလိုမျိုးကြောက luggage ဝင်နေသွင်းပြီးတော့ဖွင့်ပြီးတော့ထုတ်လို့ရပါတော့လိုမျိုးနေကြရင်ထုတ်ပြီးအဲ့လေးနဲ့ခွဲထည့်တာအဲ့လိုဆိုတော့ပြန်ထုတ်ရတာစီပြအောင်နော် Okay အဲ့တော့ packing လုပ်တဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြရစီကျေးဇူးတင်ပါတယ် bye bye